皆さんこんにちは。こはろဒီpage 11မှာရှိတဲ့ခါဘိုစပိုးနဲ့ပတ်သက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ်။ခါဘိုခါရာကိုခါဘိုတာဆိုင်ခင်တော့တာနေတော့ယောနာမိုနိုဒက်ဒီအခွန်မာတဲ့ဟာပေါ့နော်။အခွန်မာတာတွေကိုအခွန်မာတဲ့ဟာတွေနဲ့ဒီဖုံးထားတာအခွန်မာနဲ့ဖုံးထားတဲ့ပတိရိယာပုံမွားမျိုးတွေပေါ့နော်။ခါဘိုဒီအခွန်မာနဲ့ဖုံးထားတဲ့ဘက်တီးရီးယားပုံမှာမျိုးစိတ်တွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကစူဂျောနိုဆိုင်ခင်ဝနေစတဲ့ရှီနီမတ်ကဒီပုံမှန်နေနဲ့ဆိုလို့ရှိရင်ဘက်တီးရီးယားပုံမှားတွေကအပူမှာဆိုရင်တည်တယ်ဆိုပေမဲ့နေဆိုရခန်းဇိုနာတို့တဲ့ဆိုင်ခင်ကဆိုတာချင်းနီခွေခန်းကျော်နီနာတို့ဒီအပူပေးတာပေါ့နောက်တစ်ခု6ခန္ဓာပုံစံမျိုးပတိရိယာပုံမားတွေကကြည်ပင်ရခတ်ခဲ့တဲ့ပုံဝင်ချိန်မှာဆိုလို့ရှိရင်ねအချီပူနော့ဆိုင်ခင်ဝပတိရိယာပုံမားတချို့ခါဘိုကိုစကုတဲ့ခါဘိုတွေကိုစကုတဲ့ပြုလုပ်ပြီးတော့အကိနုကိုလီမဲ့ရှင်တန်ချိန်ရတဲ့ဆိုင်ခင်ကပတိရိယာပုံမားတွေကဆိုလို့ရှိရင်ဆိုတာချီရာဇွေကြည်ပင်ရရှင်တန်ရရာဇွေဆိုလွယ်ကူတာပေါ့နော်ရှင်တန်မှုလွယ်ကူတဲ့ခန်းကျော်နီမိုတိုရုတို့ပဝန်းကျင်ကိုပြန်ရောက်မယ်ဆိုရင်ခါဘူးတွေကနေပြီးတော့စူဂျွန်တို့ဆိုင်ခင်နီမိုတိုတဲ့ပြန်ပြီးတော့ပြောင်းလဲပတိရိယာပုံမှာပြန်ပြီးပြောင်းလဲသွားပြီးတော့ကျတော့ဖူအဲဟာဂျီမက်မှာစတင်ပြီးတော့ကျတော့တိုးပါလာတယ်နောက်တစ်ခုကစတင်ပြီးတိုးပါလာတယ်ပတိရိယာပုံမှာဖြစ်စေပတိရိယာပုံမှာတွေကဒီအစာစိတ်တဲ့နဲ့အကြောင်းရင်းတွေကိုမဖြစ်ပေါ်ဖို့ရန်အတွက်ဆိုလို့ရှိရင်စကီနော်အောက်ကဒီရှော့ကုချူတို့ကိုရောဖို့အစာစိတ်တဲ့နာကိုကာကွယ်တဲ့အကြောင်းရင်းသုံးချက်ဆိုလို့ရှိရင်ဂျူရိုဒက်လိုအပ်တယ်အဲ့ဒါကတော့အစာစိတ်တဲ့နဲ့စားတော့ဆရာတွေအစားတော့ပစ္စည်းတွေကိုဆိုလို့ရှိရင်စုခဲနိုင်မကတ်တွေအောင်လုပ်ရမယ်နောက်တော့ခုကဒီရှော့ကုဟင်နီစေတာအစားအသောက်တွေနဲ့ပတ်သက်ဒီအစာစိတ်တဲ့အရာတွေကိုဖူရဆာနိုင်မတူပါအောင်လုပ်ရမယ်ရှော့ကုဟင်နီစေတာရှော့ကုကျူတကိုရစခဲလို့ပိုးတက်ရမယ်ခိုရိုးဆိုတတာဒီ၃မျိုးပါဆိုရင်ဒီကာကွယ်တဲ့၃ချက်ပေါ့နော်စုခဲနိုင်ဖူရဆာနိုင်ရစခဲတို့ခိုရိုးဆိုဒီစုခဲနိုင်မကန့်ညီအောင်လုပ်ရမယ်မတိုးဝအောင်လုပ်ရမယ်ပိုးတက်ရမယ်ပေါ့နော်ဒီအကြောင်းရင်း၃ခုပါဆိုရင်မိကွန်းမှာမိပါတယ်တခါကြရင်သူကဒီအကြောင်းရင်း၃ခုမှာမပါတဲ့အချက်ကိုရွေးခိုင်းတာရှိရဲ့မပါတဲ့အချက်ပေးပြီးတော့ကျတော့ဒီအများကြီးပေးပြီးတော့ပေါ့နော်ဒီအဲ့အကြောင်းရင်းတွေတည်းကတစ်ခုကဘာလဲဆိုပြီးတော့ရွေးခိုင်းတာရှိပါတယ်